ကဲဒီနေ့ကတော့ကျွန်တော်ဗန်ဖောက်နီးနှမျိုးပြောပြသွားမယ်ပေါ့နော်ရိုးရိုးနဲ့ကျွန်တော်တို့ boss တက်ပြီးတော့ဗန်ဖောက်တာဆိုပြီးတော့နှမျိုးပြောပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Sparrow Game Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော် Sparrow Game Show မှာ ND နဲ့ပတ်သက်ပြီးတော့ topic တွေရနေမို့လို့လာရောက်အားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုစလိုက်အောင်အဲ့တော့အချိန်မဆွဲပဲအချိန်မြဲနဲ့တင်လိုက်အောင်အဲ့တော့ကျွန်တော်တို့ပထမဆုံးဒီဘန်ထဲဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ညာဘက်ကအပေါက်ကိုတန်းသွားပါအကယ်၍ brother တို့အဲ့လိုမျိုးရွှေအောင်တောက်နေတဲ့ monster တွေ့ရင်တော့တခါရဲတက်ပါဘာလို့လဲဆိုတော့အကောင်တွေကိုတက်ရင်ပတ်စံရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်တွေကိုတက်ပြီးတော့ကျွန်တော်တခါရဲအပေါက်ကိုတခါရဲတော့ဖွင့်နေပါတော့အဲ့တော့ကျွန်တော်တို့တခါဖွင့်မိရတဲ့တခါရဲအောက်ထပ်ကိုတန်းဆင်းပါတန်းဆင်းပြီးတော့အမှကယ်၍ brother တို့ monster ထပ်တွေ့သေးရဆိုရင်တော့ဒီကောင်တွေကိုရွှေရောင် monster ပါရပေါ့နော်အမှကျွန်တော်ရွှေရောင် monster ပါလို့ဒီကောင်ခီးတယ်ခီးပြီးတော့ကျွန်တော်တို့open elevator ဖွင့်ပြီးတော့ကျွန်တော်တို့တခါလေအောက်ထပ်ကိုထပ်သွားရပါတော့အဲ့တော့ office floor တွေရောက်ပြီဆိုရင်တော့ brother တို့တခါလေညာပဲချိုးပြီးတော့ဒီနားလေးမှာကောက်ဆရာရှိရလေးကောက်ပေါ့နော်ဆရာရှိရလေးကောက်ပေါ့နော်ကောက်ဆရာရှိရလေးကောက်ပြီးတော့ညာဘက်အစကောင်သွားပြီးရင်ဒီမှာပေါ့နော်ဒီနေရာမှာကောက်ဆရာရှိရလေးလိုက်ကောက်ပြီးတော့ကွန်ပျူတာရှိတဲ့အရေးတော့ကိုမှတ်ထားပြီးရင်သူ့ကိုစကားတော့ပြောပြီးအမှကွန်ပျူတာနှလုံးရှိရလို့ကျွန်တော်ဖြေလိုက်တဲ့အတွက်ကြောင့် bonus ပေးရအဲ့တော့ bonus reward ယူပြီးရင်ကျွန်တော်ဟိုဘက်အခန်းထဲကိုသွားတယ်ဟိုဘက်အခန်းထဲကိုသွားပြီးတော့ဟိုနည်းနည်းပါဘာလေးညာလေးကောက်တယ်ပေါ့နော်တခါကျရင် brother တို့ key gate တွေတွေ့တတ်တယ်ပေါ့နော် key gate ဘာညာကောက်ပြီးတော့ကျွန်တော်ဒီဘက်ကိုလာပေါ့နော်ဒီဘက်ကိုလာပြီးရင်ရွှေရအောင်ပေါင်းကိုဖြတ်လိုက်ပါဖြတ်လိုက်ရင်တော့ကျွန်တော်ဒီလေးစားအဘက်ကိုသွားပေါ့နော်လေးစားဘက်ကိုသွားပြီးရင်ရွှေအောင်တကားကိုထပ်ဖြတ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ထပ်ပြပြီးရင်ကျွန်တော်တို့အရှိတဲ့မှာကျွန်တော်ကက်ရှာ boss လေးရှိရပါတော့အဲ့ကောင်ကိုတပ်ပါအကောင်ပတ်စံတော်တော်ရရပါတော့အဲ့ဒါကြောင့်မလို့အကောင် brother တီးရမှာဖြစ်ပါတယ်အကောင်တီးပြီးရင်တော့ပတ်စံလေးကောက်ပြီးရင်တော့အမသူကနေပြီးမှရွှေအောင်ခန်းပွင့်သွားရပါတော့အဲ့ခန်းထဲကိုထပ်သွားပါထပ်သွားပြီးရင်အမအဲ့နားမှာတမင်လိုပါလို့နှစ်ကောင်ရှိရပါတော့အဲ့နှစ်ကောင် brother တို့ဆက်ပြီးတော့တက်ပြီးရင် elevator ယူနောက်တစ်ထပ်ကိုထပ်ဆင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီထပ်မှာတော့ပစ္စည်းနည်းနည်းပါဘာညာကောက်ရမယ်ပေါ့နော်အဲ့တော့ဘာညာကောက်ပြီးရင်ကျွန်တော်တို့ဒီနားလေးကဒီမှာရွှေအောင်လင်းနေတဲ့နိုင်လေးရှိရပေါ့နော်အဲ့နိုင်ကိုကျွန်တော် edit လုပ်ပြီးတော့တက်လိုက်ပေါ့နော်အဲ့ဆိုရင်တော့ဒီရွှေအောင်လင်းနေတဲ့ကောင်လေးတွေကပတ်စံနည်းနည်းပူရရပေါ့နော်အဲ့တော့ဒီကောင်လေးကိုတက်ပါကျန်တဲ့ကောင်တွေတော့မနိုးပါနဲ့ဘာလို့လဲဆိုတော့အလကားပဲနော်အဲ့တော့ကျွန်တော်နောက်ထပ် mini boss လေးရှိတဲ့နေရာကိုကျွန်တော်ခေါ်သွားမယ်ပေါ့နော် brother တို့အဲ့တော့ဒီခန်းထဲကိုဝင်ပစ္စည်းဘာညာကောက်ပြီးတော့ကျွန်တော်ဒီဘက်ထဲပေါ့နော်ဒီဘက်ထဲကနေsupport light လေးတော့ရှောင်ပါနည်းနည်းတော့အဲ့ရနေမှဒီမှာဒီအစိမ်းအောင် exit လာဘာညာပေါ့နော်အဲ့ရနေပြီးမှကျွန်တော်တက်ကိုသွားပါအဲ့တော့ဒီခန်းထဲမှာပစ္စည်းလေးဘာညာနည်းနည်းပါကောက်ပေါ့နော်နည်းနည်းပါကောက်ပြီးဆိုကျွန်တော်ဒီဘက်ခန်းထဲကိုပြန်ထွက်လာပေါ့နော်ဟောကန်ထဲကိုပြန်ထွက်လာပြီးရင်ဒီဘက်ချမ်းမှာပေါ့နော်ဒီဘက်ချမ်းရဲ့ဒီဘဲဘက်ကလေးမှာပေါ့နော်တခါလေးဖွင့်အမအဲ့တခါလေးတွေဝင်သွားပြီးရင်တော့ brother ညာဘက်ချိုးပြီးရင် brother ရဲ့ဒီဘဲဘက်ကတခါပေါ့နော်ဘဲဘက်ကတခါလေးဝင်ပြီးရင်စတူကန်နဲ့ရောက်သွားပြီပေါ့နော်စတူကန်နဲ့ရောက်သွားရင်ဒီဘက်ကတခါကိုထပ်ဖွင့်အမနောက်တဲ့တခါကိုထပ်ဖွင့်လိုက်တော့ကျွန်တော်တို့ဒီမှာ mini boss လေးရှိရပေါ့နော်ဒီ boss ကလည်းပတ်စံတော်တော်ရတဲ့အတွက်ကြောင့်မလို့ brother တို့သွားပြီးတော့တက်ဖို့တော့ကျွန်တော်အကြံပေးပါတယ်အဲ့လိုရွှေအောင်တောက်နေတဲ့ပေါ်လေးဆိုပို့ပြီးတော့ဟောဖြစ်တယ်အဲ့တော့ကျွန်တော်လာရလမ်းတိုင်းပြန်တယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်ဒီဘက်ခန်းကိုဖွင့်ပြီးတော့ပစ္စည်းလေးဒီခန်းထဲရတဲ့ပစ္စည်းလေးကောက်တယ်ပေါ့နော်ကောက်ပြီးတော့ကျွန်တော်ဒီဘက်ကိုပြန်ထွက်တယ်brother တို့ဒီရွှေအောင်ခဏကလေးကိုမှတ်ထားပါဒီရွှေအောင်နိုင်ကိုသွားပြီးမနိုးမိစေနဲ့ဒီရွှေအောင်နိုင်ကိုနိုးတာနဲ့ဘေးကတကောင်မှာနိုးလာအောင်မလို့ brother တို့အလုံးရှုပ်ပါတယ်အဲ့တော့အဲ့ဒါကိုမနိုးပါနဲ့ကျွန်တော်တို့အဲ့တော့အခန်းကြီးလဲစုံသလောက်ရှိပြီဆိုတော့ကျွန်တော်ထွက်ပေါက်လိုက်ရှာမယ်ပေါ့နော်ဒါကတော့ကီးနဲ့ဖွင့်ရတဲ့အပေါက်ပါကျွန်တော်ဟိုသွားတီသွားနေကျွန်တော်ထွက်ပေါက်လိုက်ရှာတာပေါ့နော်တကယ်တော့ refit အပေါက်ကိုလိုက်ရှာမိနစ်လဲနီးပြီဆိုတော့လေအဲ့တော့ကျွန်တော်ဒီဘက်ကိုသွားလိုက်တဲ့အချိန်မှာဒီမှာဒီဟာလေးကိုမှတ်ထားပါဒါကတော့ retreat point လို့ခေါ်တယ်မှတ်မှာဆိုရင်တော့ teleport ပေါ့နော်အဲ့တော့အဲ့ point ကကျွန်တော်တို့ပြန်ဖို့အတွက်တော့ချက်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပစ္စည်းပါညာကောက်ပြီးဒီခေတော့ဒီ flow မှာလည်းတကယ်တော့ retreat point ရှိတယ်အဲ့ retreat point ဟာ
သူ့ပန်သူမီးလင်းနေလားတော့အရင်ကြည့်ရမယ်ပေါ့နော်မီးမလင်းရင် brother တို့retreat လုပ်လို့မရဘူးမီးလင်းရင်တော့ retreat လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်ပွဲမှာတော့ကျွန်တော်ဒီမှာ retreat လုပ်လို့မရဘူးအဲ့တော့ကျွန်တော်ဟိုဘက်မှာရှိရပေါ့နော်ကျွန်တော်ဟိုဘက်မှာရှိရတဲ့အတွက်ကြောင့်မလို့ဟိုဘက်ကအခန်းတွေကကျွန်တော် retreat ပိုင်းဝယ်တခါလေးသွားပြီးတော့ကျွန်တော် retreat လိုက်တော့ပဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ရိုးရိုးသွားတာပေါ့နော်ဘောဆိုမတက်ပဲနဲ့ကျွန်တော်ရိုးရိုး fan တာကဘယ်လောက်ရလဲဆိုတော့1149ပေါ့နော်အဲ့တော့အဲ့လောက်ရတယ်အဲ့တော့ကျွန်တော်တသိန်းကျော်ပေါ့နော်အဲ့တော့အဲ့လောက်ရတယ်အဲ့တော့နောက်တစ်ခေါက်ကျွန်တော်ဘောစုကိုတက်မှာပေါ့နော်ဘောစုကိုတက်မှာဆိုကျွန်တော်ပုံမှန်တိုင်းပဲဒီကနေပြီးတော့တစ်ခါရဲသွားတယ်ပေါ့နော်သွားပြီးတော့မှကျွန်တော်အောက်ထပ်ကိုတစ်ခါရဲဆင်းပြီးတော့မှအောက်ထပ်ကောင်တွေတီးပြီးတော့ elevator တစ်ခါရဲဝင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ flow ကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီပုံမှန်တိုင်းပဲသွားပါကျွန်တော်တို့ cashier boss မရှိတော့ဘူးပေါ့နော် cashier boss မရှိတော့ရင်ကျွန်တော်တို့ဒီဘက်အချမ်းအခန်းအောင်သွားမယ်သွားပြီးတော့ဒီမှာတော့ laser point တွေဖြတ်ပြီးတော့ဒီပုံတစ်ခါရဲသွားပါအဲ့တော့ကျွန်တော်ပုံမှန်အတိုင်းပဲဒီနှကောင်တွေ့အောင်မယ်ပေါ့နော်ဒီနှကောင်တွေ့ရင်တော့ကျွန်တော်ဒီနှကောင်တစ်ခါတီးလိုက်ပေါ့နော်တီးလိုက်ပြီးရင်ကျွန်တော် elevator ဝင်နောက်တဲ့ floor ကိုသွားမယ်ကျွန်တော်တို့ဒီ floor မှာကျွန်တော် boss ကိုတက်ရင်လိုမဲ့ကျွန်တော်တို့ကျူးပစ်လေးပေါ့နော် golden ကျူးပစ်ကိုကဒီ night တွေကိုတက်ပြီးတော့မှရမှာဖြစ်တဲ့အတွက်ကျွန်တော် night အလုံးတက်ပြီးတော့မှကျူးပစ်လေးရရပါတော့အဲ့တော့အဲ့ကျူးပစ်ရရဆိုကျွန်တော်အဲ့ရှေ့တက်တဲ့အခန်းထဲကိုသွားလိုက်ပေါ့နော်အဲ့ကျွန်တော်တို့အမှကီးဖွင့်နေတော့ night နှစ်ကောင်လာပြီးတော့ချလိုက်မယ်ပေါ့နော်အဲ့ဆိုရင် brother တို့အဲ့ night နှစ်ကောင် TV မှာပဲ brother တို့သွားလိုက်ပါသွားပြီဆိုရင်တော့ brother တို့ဒီခဲရောက်ပြီဒီခဲရောက်ရင်ဒီနားလေးမှာပေါ့နော်ကျွန်တော်တို့ event ကဲရမှာပေါ့နော်အဲ့ event ကလည်း boss ကိုတက်တဲ့အချိန်လိုပါတယ်အဲ့တော့တခါလေးခောက်သွားပါခောက်သွားပြီးတော့တခါလေးအမှအဲ့ကိုတခါလေးသွားလိုက်တော့ပေါ့နော်ဒီနာmonster တွေပဲချမနေနဲ့တော့တခါလေး boss ကိုပဲသွားရှင်းမှဒီမှာကျွန်တော်တခါလေးပေးလိုက်တယ်ပေါ့နော်ပေးပြီးတော့တခါလေး boss ကိုဝင်သွားလိုက်တယ်ဝင်သွားပြီးရင်တော့ကျွန်တော်တို့boss နဲ့ကျွန်တော်တီးလိုက်တယ်ပေါ့နော်တီးပြီးရင်တော့ဒီကောင်ကြီးကပတ်စံတွေကတော်တော်များများရရပေါ့နော်ဒီကောင်သသိန်းကျော်လောက်ထိကိုရတယ်ဒီကောင်နည်းနည်းပေါ့နော်ကျန်တဲ့ဟာတွေမလိုတော့ဘူးတည်ရမယ်ကျွန်တော်တို့ပုံမှန်တိုင်းပဲ telephone နေရာနေပြီး retreat လုပ်အောင်မှာဖြစ်ပါတယ်အဲဆိုရင်တော့ complete ဖြစ်သွားပါပြီအဲ့တော့ဒါကတော့ရိုးရိုးနဲ့ကျွန်တော်တို့ boss တက်တဲ့ဘန်ဖောက်နည်းလေးပါနောက်တစ်ခု brother တို့မသိရရှင်လည်းကျွန်တော်မေးလို့ရပါတယ် Telegram မှာလည်းကျွန်တော် channel လေးထောင်ထားရပါတော့အဲ့ဒါလေးကိုလည်း comment မှာကျွန်တော်ကြိုးဝါလေးပေးထားပါတယ်လို့ brother အားလုံးကျေးဇူးတင်ပါတယ်